နေ့ကတော့မှုေးတယ်ကြွရွရတယ်ကြကြထားခံတယ်ကြက်သွန်နီစီချက်လေးချက်ဖြစ်လို့တင်ပေးလိုက်ပါတယ်နော်ဗီဒီယိုလေးမှာဆက်စုံရမယ်ရှင်။ဒါရင်စီထည့်လိုက်မယ်နော်စီထည့်ပြီးတော့စီဆူလာပြီးတော့ကြက်သွန်ထည့်ဖို့အနေတော်ကိုစမ်းမယ်ဥလိုလေးဖြစ်လာရင်ထည့်လို့ရပြီနော်။သွန်လေးတွေကိုပပလီလီတော့ရှက်လကာရီနဲ့ကျမကတော့တညနှက်ထားပါတယ်ရှင်။နီလေးတွေတော်တော်နွမ်းလာပြီဆိုရင်တော့စနွင်းမှုတ်လေးထည့်မယ်နော်စနွင်းရောင်ကလည်းမိမိကြိုက်တဲ့လောက်ထည့်ပါရှင်ကျမကတော့လက်ဖက်စားစွန်းတစ်စွန်းခွဲလောက်ထည့်လိုက်ပါတယ်နော်ခုလိုကျွတ်ခန့်နီနေထားမှပို့ပြီးတတိထားပါရှင်အကျွတ်လွန်ပြီးတော့တူးဝါတတ်ပါတယ်နော်ဒီနေ့ရောက်ပြီဆိုရင်တော့မီးပိတ်လိုက်တော့နော်သူ့ရဲ့အချိန်လေးနဲ့ပဲဆက်ကြော်ပါတော့မယ်ရှင်ဆယ်လိုက်ပါတော့မယ်နော်ပကံလေးတွေကိုဆယ်ထည့်ပြီးတော့အေးခံထားမယ်ခုလိုလေးထည့်ပြီးအေးခံထားလိုက်တော့မယ်နော်အေးဝါနဲ့ချက်ချင်းဘူးရဲကိုပြောင်းထည့်မယ်နော်လိုကြက်သွန်ကြော်လေးတွေအေးဝါပြီဆိုရင်ဘူးရဲပြောင်းထည့်လိုက်မယ်နော်ကျမကတော့ဒီပလင်းလေးတွေထည့်ထားပါမယ်ရှင်ပြီးတော့မှစီကလုံးဝအေးဝါပြီဆိုတော့မှလောင်းထည့်လိုက်မယ်နော်အဲ့ဒါဆိုရင်ဘလောက်ကြာကြာထားပြော့ပါဆိုတာတော့မပြော့တော့ပါဘူးရှင်စီလေးတွေလည်းလုံးဝအီးဝါပြီဆိုရင်ကြက်သွန်ကြော်ထည့်ထားတဲ့ပလင်းတွေကိုထည့်လိုက်တော့မယ်နော်အခုဆိုရင်တော့ကျမရဲ့မှုေးပြီးကြွရွနေတဲ့ကြကြအထားခံတဲ့ကြက်သွန်နီစီချက်လေးရပါပြီရှင်လိုက်လှုပ်စားကြည့်ကြပါနော်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်ဆွေးနဲ့သိမော်သီးလေးတုတ်စားမယ်နော်ခောက်ဆွေးနဲ့သိမော်သီးလေးတုတ်စားဖို့အတွက်ခောက်ဆွဲတင်မော်ဒီလေးချစ်ထားမယ်စီကြက်သွန်မြူစီချက်ပဲချက်မှုတ်ပဇွန်ကြောင့်မှုတ်ရယ်ငရုတ်သီးမှုတ်လေးရယ်ဒါကြက်သွန်နီစီချက်လေးပါနော်ပဲမှုတ်စီလေးစားကြံလို့ပို့ထည့်ထားပါတယ်ရှင်ငန်းပြားကြီးလေးနည်းနည်းပေါက်လိုက်မယ်ဒါတော့ကျမရဲ့ဗတ်စုံသုံးအချင်းရည်လေးနဲ့တုပ်ပါမယ်ရှင်ဒီနီစီချက်လေးလည်းထည့်လိုက်မယ်နော်အချင်းရည်လေးဖြော်ထားလိုက်ရင်တော့အလွယ်တကူတုပ်စားလို့ရတာပေါ့ရှင်အပင်လေးလည်းထည့်လိုက်မယ်နော်ခောက်ဆွဲတုပ်လေးရပါပြီရှင်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်